အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မိုင်းလိုပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်အားရဲကြောက်ဆော့အောင်ပါကျွန်တော်နာမည်ပြီးထားတာပါအားရဲကြောက်ပါနေရင်းဘက်တော့မစပုံးတော့ပါနော်နာအတန်တော့ကြားပုံးတော့မစပုံးတော့ဒီနေ့ကတော့ရှေးတာထည့်မထားဘူးနော်ရှေးတာမထည့်ပဲဆိုတာပါရှေးတာထည့်live မှာဆိုလို့ပေါ့ခုတော့တပိခုတ်ပြီး tools တွေလုံးမယ်ပြီးနားမှာတောင်းနေရှိတော့အမှရာတွေရှိတော့မှထင်တယ်ခိုးတွေအတန်တော့ကြားနေရတယ်ပေါ့ဒီတိုင်းအတန်မင်းလားဘလို့ပုံမလာတော့ဘူးတဲ့inventory နေရာချမယ်ပြီးရင် crafting တွေပဲတစ်ခုလောက်အောင်ဆိုတော့ biggest တစ်ခုလောက်မယ် biggest ပမာတော့ဒီ big what မတွေ့ရတယ် no let it no what နေရင်းမကြီးလေကွာနေရင်းမကြီးကိုဘာလို့စပွန်လာလဲမသိဘူးဟဲ့အောင်မကြီးလက်ညှိုးကြီးထိုးပြီးတော့ရမလားနဲ့ရဒါနဲ့တော့လေးချင်းတောင်းမှမှာလေပတန်ဖြောက်ထားတာပေါ့နော်အရင်ကလေးဖြောက်ပါတယ်ဒါပေမဲ့ကိုကကျွန်တော်ပတန်ကိုသေးထားလို့ပေါ့နော်သေးထားတော့တစ်ချက်ဆိုနှိပ်ရင်မမိတော့ဘယ်နာရောက်နေမှန်းတော့မသိတော့ပတန်အရင်ကတော့ကြီးရခုသေးမိတာလို့ပေါ့နော်အကြောင်းလို့ပါကိုကတော့စတစ်ကပြန်စားနေရမယ်စတစ်ကပြန်စားနေရပြီတော့ဘာလို့ရမလဲတို့အကောင်ချက်ပေါ်မလာရင်တော့မြေချင်းတူးရမယ်ပေါ့နော်မြေချင်းတူးနေရဒီနားလေးမှာကျွန်တော်တို့မြေချင်းတူးအောင်အကောင်ကြီးကဟုတ်တော့မဟုတ်သေးဘူးကွာနေရင်းမကြီးပေါ်လာကြတော့ဟုတ်တော့ငါတို့ကဘယ်လိုဆော့ရမှာလဲလက်ကလက်နေတယ်နေရင်းပဲကြီးအဲ့လိုကြီးပေါ်လာကြတော့ကွာစော့တဲ့သူကသိရမလားဘာလို့ဘာကာရမှန်းမသိဘူးသူကနေရင်းပဲကြီးဆိုတော့ကွာအချိန်မရှိဘူးလေငါဘယ်လိုလုပ်ပြီးတော့ထောင်ချောက်တွေအိမ်ကြီးဆောက်လို့ရမှာတော့စပွန်လာလဲတော်ကြီးထဲမှာကွာပြီးတော့မြေထဲမှာဆိုတာအိတ်စားတိတ်မရှိဘူးမြေကြီးလေးပို့လိုက်တော့နေမဲ့ပုံစံကတော့အောက်က slab ခင်းမှာပါ slab ဆိုပေမဲ့ကျွန်တော်ကဒီအောက်ကိုမြေကြီးကိုအကုန်မလုပ်တော့ဘူးနော်အပြင်ကိုကြည့်လို့ရအောင်နည်းနည်းလေးအပေါ်လေးတက်သွားမယ်ပေါ့နော် slab ခင်းလိုက်အဲ့ဒီအချိန်ကြရင်ပေါ့နော်ကျွန်တော်အပြင်ကိုကြည့်လို့ရတယ်အပေါ်ခေါင်းမိုးလေကျွန်တော် slab လေးနဲ့လုပ်မှာပေါ့နော်မြေချင်းတူးပြီးတော့နေမှာပါလူလေးပေါ့နော်အဲ့ချိန်ကျရင်အပေါ်ကိုကြည့်လို့တဆင်းမြင်သွားလို့ကြည့်လို့ရပါပေါ့တဆင်းတော့မဟုတ်ဘူးဗျဒဘလို့ခွဲလေးမြင်သွားလို့ကြည့်လို့ရပါဒီလိုလေးပေါ့နော်အပေါ်ကဒီလိုလေးကရင်ဝင်လို့မရဘူးဒါပေမဲ့ဆိုတာအကောင်ကြီးလှမ်းရိုက်လို့ရတယ်ပေါ့အဲ့ဒါကြီးကြတော့ကျွန်တော်ကဘယ်လိုနေရမှန်းမသိတော့ဟောမျိုးလဲတက်ဖို့ကတော်တော်စီစဉ်မှရမှာသူကချိန်တိုင်းလဲပေါ်လာနိုင်တာပဲဘူးကတော့ကျွန်တော်ကြောက်လုံးတူးရမယ်ကြောက်လုံးမတူးရင်လိုအပ်တဲ့တက်တာခုတ်ဖို့ကအထက်ကပဲလှမ်းခုတ်ပါမယ်အကောင်ကြီးထပ်ပေါ်လာရှုံးမှာဆိုလို့ပဲနော်တက်တာခုတ်မယ်ဆိုးကြီးလာတာကြတော့ကွာဆဆစပွန်ကြီးကွာအကြောင်းလို့အတန်ကြားနေရတယ်
ဘိုက်ကတော့စားနေမှာကျက်လေးတော့တွေ့မတတ်သေးပါဘူးကျက်ကတော့မတတ်သေးဘူးကိုကပီကတ်တစ်ချောင်းလုပ်ပြီးမှအောက်မှာကြီးကြီးအောင်ဖြစ်တယ်ကော်ဘစတုံးသွားတူအောင်ပီကတ်ပြီးသွားပြီပြီးရင်ဒီတောင်လေးကိုဖြတ်အောက်ကိုတစ်ဆင့်လောက်ထပ်တူရမယ်နှစ်ဆင့်တူရင်ကောင်းတစ်ဆင့်ပဲတူလိုက်တော့ကြောက်တော့နည်းနည်းတူပြီးတော့ရင်တော့အပေါ်ပြင်တက်မယ်ဗျာအမြင်အလင်းစလိုလုပ်နေရတယ်။ကောင်းရပေါ်လာတယ်တွေ့လားမကြည့်ဘူးဗဒန်ကအဲ့လိုဖြစ်နေလုံးလို့မရတော့နှိမ့်တဲ့နေရာမရှိဘူးနောက်ကျရင်ကျွန်တော်ဗဒန်ကိုပြန်ကြည့်ပြီးလုပ်ပေးမယ်ပေါ့နော်ဟိုကလိုအပ်ချက်တွေရှိနေဒီဗီဒီယိုကလည်းကျွန်တော်မြင်လုပ်လိုက်ရတာပါအစားတော့ကျွန်တော်တခရော့ကားတို့တကုံးမန်းတို့စော့ပြမလို့ပဲဒါပေမဲ့ voting ကမပြီးကြသေးဘူးပေါ့နော်4ယောက် vote ထားတာဒါပေမဲ့50ဖြစ်နေတော့ကျွန်တော်ကဘာစော့မှမသိသေးဘူးပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ဗီဒီယိုအသေးလေးတင်ချင်နေရနဲ့ဒါလေးကိုနည်းနည်းလေးလုပ်လိုက်တာပေါ့နော်မခွေးလေးတစ်ကောင်တော့တွေ့တယ်ပေါ့Hello buddy ကြောက်လားဟိုကောင်ပေါ်လာမင်းတို့အကောင်ကြီးဘာမှမလုပ်တော့ပဲကြောက်မလဲကွာအဲ့ဒါကြောက်ကOkay ဒီပင်နဲ့ခုတ်ပြီးတော့ပြန်လုပ်မှရမယ်ကွာမလုပ်လို့မရတော့ပြန်ပိတ်မှရတော့ကိုဘာလုပ်ရမလဲဆိုတော့ဒါတစ်ချောင်းလုပ်ပြီးသွားပြီဆိုတော့ကျန်တဲ့ပစ္စည်းတွေလုပ်ရမယ်ပေါ့နော်ဒါပေမဲ့ ice ကလုပ်ကြအောင်ဒီနားကြောက်တုံးပိတ်မိတာကြောက်တုံးကိုဖြတ်ပြီးတော့မြည်ထားလိုက်မယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ရတော့ chicken မတတ်သေးဘူးတော့မတတ်မယ်ကိုက X crab မယ်ပြီးပေးပါဝင်ကျင်ကြည့်အောင်အနေထားပါရှိမလဲအဲ့ဒီကောင်အပြေးကြောင့်များပေါ်လာမလားလက်ညှိုးနဲ့ထိုးလိုက်တော့ကွာအောင်ဆုံးကကြည်တယ်ပြီးလက်ညှိုးကြီးထိုးတယ်ပြီးလိုက်လာခွေးလေးကောင်တွေ့Okay Hello buddy မင်းတငယ်ချင်းကတွေ့လိုက်လားလို့ဒီဘက်မှာတငယ်ချင်းစီလာလားမနှစ်ယောက်မဒီမှာဇွန်းဆွဲပြီးကြည့်မယ်ကိုကောင်းညတော့မတွေ့သေးဘူးကျွန်တော်ဟိုချက်ကိုလှမ်းရိုက်လို့ရတာမသိရောင်အတန်ကြားပြီထင်တယ်အတန်ကြားနေရပြီဗမာတော့အောင်မမလဲတတိရှင်ထွားတာလေရမလဲရအေးဒီနားလေးမှာတွေ့လိုက်တယ်ဗမာတော့ခုနမမေးလေးတွေ့လိုက်တယ်မင်းတို့မတွေ့ဘူးလားငါ့ကိုကြည့်နေကြဒီခွေးနဲ့ကောင်ဘာလဲမင်းတို့ဘာလဲအိုးလာပြီအောင်ဝင်လို့မရအောင်ရိုက်ကြည့်မယ်အောင်ထဲကိုလှမ်းရိုက်လို့ရတယ်နဲ့အိုးနှစ်တုံးရောင်ကိုင်းနှစ်တုံးမဲ့ကျင်တော့အဲ့တော့ငါဘာလုပ်ရမှာဘာလုပ်လို့မရတော့လေကိုင်းနှစ်တုံးနဲ့လေထွက်ရိုက်လို့လည်းမရတောင်းကရင်လည်းအောင်ပြန်ရိုက်မှာကွာဘယ်ရောက်သွားပြီမသိဘူးဒီဘေးလေးကာထားမှဟိုကြဘေးကလှမ်းရရှောနေဦးရော
မရှိတော့သေးဆိုတော့ပြင်းပြင်းပိတ်မှရမယ်ပေါ့နော်ဟိုကောင်ကြီးကပြန်ပြီးရှိရပေါ်လာရင်ကျုံးခံတက်ကြီးမကြီးလိုက်ဖမ်းနေတာနော်ဒီနောက်ဖက်လေးပါပိတ်ထားမှရမယ်နောက်မှမီးတော့ကလည်းမရှိဘူးနည်းနည်းလေးတော့မှားနေလို့ပဲထင်းမှာယောโอเคအဲ့ဆိုရင်တော့လုံးချုံတော့ပြီခေတော့ကြည့်ရအောင်လေဟယ်လိုဗမာတော့ရှိမခရီးပါရီတော့စပင်းသွားပါပြီကွာဟဲ့ရဘလူးကြီးတော့ကွာသွားပါပြီနဲ့ငါတို့ငါပတ်ပြီးရတော့မယ်တို့တယ်မရိုင်းလိုက်တော့ကွာတောက်ကြည့်မကောင်းငါပြီးမှရတော့မှာပေါ့ဆိုနောက်ဘွားကြီးကလည်းကွာသနာဖို့ကောင်းလိုက်တာနေကင်းဘက်ကြီးလည်းပြေးရတယ်ညကင်းဘက်ကြီးလည်းပြေးရတယ်ဆိုတော့ဟုတ်သေးဘူးလို့ပြောရတော့ကူတဲ့ဆင်းလာလည်းမှားပေါ်ပြန်တဲ့ရင်ကောင်းOh no ပုံမှန်လေးစုံနေငါသွားပြီခင်ဗျာညနေမနေတော့ဟုတ်တာဟာ what အပေါ်ရိုက်တယ်အပေါ်တက်မယ်အပေါ်ပြန်တက်မယ်ဒီကနေတက်လို့ရတာမဟုတ် Oh my god ရှေ့မှာ no ဟာဇိုမီကဘလို့ဆင်းလာတော့ what ကွာမရိုင်းနဲ့ကွာဆော့တော့မဆော့ချင်တော့အဲ့လောက်ကြီးရတော့အကြောင်းမလို့မင်းတို့လူကောင်းနေရမဲနေတာအကောင်မဲနေအကြောင်းကောက်ကြည့်မကောင်းလို့အတန်ကြီးကကြားနေရပြန်ကွာအဲ့တန်ကြီးကရောင်ဘီးနားမှာတွေ့လိုက်ကြတာမသိပါဘူးတွေ့လိုက်တာโอเคကိုတက်ကြည့်တိတ်ရဟလာတန်းကြီးကြားနေပိတ်ထားလို့လည်းမကောင်းဘူးကွာမောင် Oh no